Messenger မှာတစ်ဖက်ကပို့လာတဲ့ဓာတ်ပုံကိုအနေနဲ့စေပြီးတော့သိမ်းနေစရာမလိုဘဲနဲ့သူ့ဘက်ကပို့လာပြီဆိုတာနဲ့ကိုယ့်ရဲ့ဓာတ်ပုံဖိုင်ထဲမှာ auto save ပြီးတော့သိမ်းပေးထားမဲ့နီလန်းကိုဘယ်လိုမျိုးပြုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာတေချာပြောပြပေးပါမယ်ခင်ဗျာအရင်ဆုံးကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေတဲ့ Messenger ထဲကိုနှိပ်ဝင်လိုက်ပါ Messenger ထဲကိုရောက်လာပြီဆိုရင်တော့ကိုပြုလုပ်မဲ့လူရဲ့အကောင့်ထဲကိုနှိပ်ဝင်လိုက်ပါသူ့ရဲ့အကောင့်ထဲကိုရောက်လာပြီဆိုရင်တော့ထောင်းနာက iPhone ပုံစံလေးထဲကိုနှိပ်ဝင်လိုက်ပါခင်ဗျာโอเคဒီထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကအပေါ်ဘက်ကိုနည်းနည်းဆွဲတင်ရမှာဖြစ်ပါတယ်အပေါ်ဘက်ကိုဆွဲတင်လိုက်ပါဒီနေရာမှာကျွန်တော်တို့တွေ့နေရတဲ့မြားပုံစံလေးနဲ့ auto save photo ဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီထဲကိုနှိပ်ဝင်လိုက်ပါပြီးသွားရင်တော့ကျွန်တော်တို့အခုပုံစံမျိုးပေါ်လာမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကသူ့ရဲ့ဘေးနားလေးကခလုတ်ကလေးကိုဖွင့်ပေးရမှာပဲဖြစ်ပါတယ်ဒီခလုတ်ကိုနှိပ်ပြီးတော့ဖွင့်ပေးထားလိုက်ပါဒီခလုတ်ကိုကျွန်တော်တို့နှိပ်ပြီးတော့ဖွင့်လို့ပြီးသွားပြီဆိုရင်တော့ပြုလုပ်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုဒီကောက်ကနေပြီးတော့ဓာတ်ပုံတွေပါတွေပို့လာတဲ့အခါမှာကိုယ့်အနေနဲ့သူပို့လာတဲ့ဓာတ်ပုံကိုနှိပ်ပြီးတော့စေ့နေစရာမလိုတော့ဘဲနဲ့သူ့ဘက်ကကိုယ့်စီကိုဓာတ်ပုံပို့လာပြီဆိုတာနဲ့ကိုယ့်ရဲ့ဓာတ်ပုံဖိုင်ထဲမှာ auto save ပြီးတော့သိမ်းပေးထားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီနီလန်းကို Messenger မှာအရေးကြီးတဲ့လူနဲ့ဓာတ်ပုံတွေပါတယ်ပို့တာတွေပါတယ်ပြုလုပ်တယ်ဆိုရင်တော့ဒီခလုတ်ကိုကျွန်တော်တို့ Messenger မှာဖွင့်ထားတာကအကောင်းဆုံးပဲဖြစ်ပါတယ်။အားကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ Messenger မှာဒီနီလန်းအတိုင်းဖွင့်ထားမယ်ဆိုရင်တော့တစ်ဖက်လူကဓာတ်ပုံပို့လာတဲ့အခါမှာသူကဒီဓာတ်ပုံကိုမှားပြီးဖြတ်မိတာပဲဖြစ်ဖြစ်မတော်တဆပြတ်သွားတဲ့ခဲ့မယ်ဆိုရင်တော့မှသူပို့ထားတဲ့ဓာတ်ပုံကကိုယ့်ရဲ့ဓာတ်ပုံဖိုင်ထဲမှာသူ့ဘက်ကပို့ထားပြီးပြီဆိုတာနဲ့ auto ကိုယ့်ရဲ့ဓာတ်ပုံဖိုင်ထဲမှာစေ့ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနီလန်းကအရင်ထဲမှာအဆင်ပြေမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคအားလုံးပဲကျွန်တော်ရှင်းပြတာကိုနားလည်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစုံတစ်ခုအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာ